အားလုံးမင်္ဂလာပါရှင်အားလုံးတော်တော်ကျမချမ်းသာကြပြီပြန်ကြမှာစေနှလုံးစိတ်အချင်းမစမြတ်တာပို့တယ်မြတ်တာပါတဲ့ကုသိုလ်များများဖျားရှင်နေပေါ့နော်ဒီတက်ချလေးမျိုးရွှေုံစေတော်ကြီးမှာဒါရဖူးမြော်ပါတယ်အားလုံးအချင်းမစငင်းချမ်းမစတက်ချလေးမျိုးရွှေုံတပေါင်းလာပြနေပေါ့နော်ဒီနေ့တပေါင်းလာပြနေတပေါင်းလာပြညအခုတက်ချလေးမျိုးကနေပြီးတော့မှနေရဝင်မစင်များအားလုံးကိုဖူးမြော်အောင်ရွှေုံဖျားရုပ်တင်ပြလိုက်ရပါတယ်ရှင်အခုကျမပေါ့နော်ကျမစောင့်ရှောက်နေတဲ့အထက်ဝိဇ္ဇာများအားလုံးရှိပါတယ်နောက်ပြီးတော့မှအထက်ဝိဇ္ဇာပေါ့နော်အဘဘုံဘုံဝင်ခေါင်းနဲ့တကွနတ်ဖျားနတ်မင်းကြီးများအဘဘုံတော်မေတော်များအားလုံးယူတည်စားကြတော့ပါတော့ကရပြုပါတယ်တမီးနဲ့တူကုသိုလ်တူတူကြပါစို့ဖျားကြောက်ပေးပါကြောက်ပေးပါဖျားတမီးစောင့်ရှောက်နေတဲ့ကဲနှဆုံးများအားလုံးအထက်ဝိဇ္ဇာများအားလုံးကျမချမ်းသာကြပါစေတမီးနဲ့တူဖျားဖူးမြော်ကြရွှေဖျားဖူးမြော်ကြပါစို့ကုသိုလ်တူကြပါစို့ဘယ်ပန်းစီမီပန်းရီချအလုံးကလူပြီးကုသိုလ်များတန်းလည်းပြီးတမင်မြတ်တာဖို့မယ်အားလုံးပေါ့နော်တလောကလုံးတစ်ကမ္ဘာလုံးတနိုင်ငံလုံးအားလုံးကြောက်မှကြောက်စီချမ်းသာကြပါစေတလောကလုံးမြတ်တာတထပ်ပအံ့ဖျားအခုထဝိဇ္ဇာကြီးပေါ့နော်ပထမဘဘွန်းနဲ့ဘဘွန်းဟာလည်းကြောက်ပါတယ်ဘဘုံမခေါင်းဘဘွန်းအောင်လည်းနည်းနည်းပြောစရာစကားလေးလည်းတင်ပြပေးမယ်အခုကျမနေပြီးတော့နော်တမင်နေပြီးတော့မြတ်တာတို့ရွက်ဖက်ဖို့ဆိုပြီးအောင်မယ်မြတ်တာဖို့မယ်မြတ်တာပါတယ်အခုသူမြတ်ပေးပါတယ်အခုတချီလေးမျိုးပေါ့နော်ကျမနာမည်ကမောက်ပါမတင်စာခန်းဝါခန်းလက်ခေါ်ပါတယ်မောက်ပါလက်ခေါ်ကြပါတယ်ဒါပေမဲ့ကျမကိုမိတ်ဆက်တာပါကျမအကြမ်းမြင်ရပေါ့နော်စိတ်အာရုံမှာအကြမ်းမြင်ရအားလုံးသောတတ်တော်ကုသိုလ်အများပေးဝင်နေခြင်းဖြစ်ပါတယ်ရှင်မကြမတော့အားလုံးကျွတ်လို့ပါစေပေါ့နော်စိတ်ဝိညာဉ်လူဝိညာဉ်လောကတောင်ပရလောကတောင်များအားလုံးကျမချမ်းသာပါစေအားလုံးကျွတ်လို့ကြပါစေတတ်တော်သူများအားလုံးကျွတ်လို့ကြပါစေတတ်တော်များအားလုံးကျွတ်လို့ကြပါစေကဲကျမရဲ့အတန်ကြားရင်လည်းတာတုခေါ်ဆိုနိုင်ကြပါစေတခြားတာတုမခေါ်နိုင်အောင်မခေါ်နိုင်တဲ့သူတွေလည်းသူတို့အားလုံးရဲ့ကိုယ်စားတမိကိုယ်ရင်တပည့်တော်ကိုယ်ရင်တာတုကျင်ခေါ်ဆိုပေးပါတယ်တာတုတော်ဘုရားတမိရဲ့တပည့်တော်ရဲ့ရှေ့ဘဝကုသိုလ်ရွဘဝကိုပြုစေကုသိုလ်တည်စေကုသိုလ်များအားလုံးတတ်တော်အားများအားလုံးကုသိုလ်များတန်ပေးပါတယ်ကုသိုလ်များပေးကုသိုလ်များတန်ပေးပါတယ်အားလုံးကုသိုလ်များအားလုံးကုသိုလ်များဖျားပါချွတ်ဆရာတော်ဖျားပြောတယ်အဲ့ပြီးပထမမြို့ခင်ကုသိုလ်များတန်းရင်ဆုံးပေးဝယ်ထားရင်လည်းကောင်းတယ်တဲ့တချို့ကထွက်ပြေးသွားမှဆိုလို့လေတချို့ကြောင့်မေတ္တာတက်ပေါ့နော်မေတ္တာတုတ်တန်မခံနိုင်တဲ့နတ်တွေရှိတယ်ကျမတို့ကြတော့လေဘသူ့ပေါ်မှာမကောင်းတဲ့အတွေ့မကောင်းတဲ့အကြံမကောင်းတဲ့အမြင်တွေမမြင်ဘူးမပြောဘူးမဆိုဘူးမန်တော်သစ္စာဆိုတာမေတ္တာတက်နဲ့အားလုံးကြမှာကြပါစေချမ်းသာကြပါစေပြင်းရန်ကင်းပါစေအသက်ပေးမှလွတ်မြောက်ပါစေအချုပ်အနှောင်မှလွတ်မြောက်ကြပါစေဘုန်းကြီးပါစေတက်ရှိပါစေအမြဲတမ်းမေတ္တာပို့လက်ပါကိုချစ်သူခင်သူမုန်းသူအားလုံးလည်းကြမှာကြပါစေချမ်းသာကြပါစေပြင်းရန်ကင်းပါစေနှလုံးစိတ်အချင်းမေတ္တာပို့တဲ့မေတ္တာပွားတဲ့အားလုံးမေတ္တာကုသိုလ်အများပေးပါတယ်ခုဒါတချီလေးမျိုးရွှေုံစီတော်ကြီးဖြစ်ပါတယ်မြတ်တာပုံမှန်နော်နောက်ပြီးအပဘုံမခေါင်းလို့စကားပြောကြမှာဟိုညသူရတတိမယ်တော့ပြောတယ်ဒီဥပုပ်နေ့မှာတက်ကြတဲ့အတွက်ပြောမယ်ဆိုမယ်အဘဝိဇ္ဇာနဲ့အတူပေါ့နော်အားလုံးကုသိုလ်တူယူမယ်သာသနာပြုမယ်ဘာလို့လဲဆိုအဘဝိဇ္ဇာတွေကသာသနာပြုတဲ့လူနှစ်စိမ့်တွေကဆိုတော့ကောင်းတဲ့နှစ်စိမ့်ရှိတယ်ဆိုတဲ့နှစ်စိမ့်ရှိတယ်အထက်နှစ်စိမ့်အောက်နှစ်စိမ့်ရှိတယ်အောက်နှစ်စိမ့်တွေကမြတ်တာတက်မခံနိုင်ဘူးပူလောင်တယ်သူတို့ကကြတော့ပြည်တင်တွက်တဲ့နေရာမှာအသုံးချကြတာပေါ့အောင်နှစ်စိမ့်တွေကအဲ့လိုမျိုးတွေလေဟိုတချို့တွေကဒါရီနဲ့တွက်ကြတာအခုကျမကြတော့ပြည်တင်တွက်လဲရလဲမတွက်ရလဲဝိဇ္ဇာတွေကတဲကိုတဲကလေးပြောမှလေဒါပေမဲ့တချို့ကတော့နားမခံတာပေါ့နော်တချို့ကြတော့ဟိုမတိတူကြော်သွားတိတူဖော်စားပေါ့ကျမနဲ့စိတ်တူကိုတူဓာတ်တူနန်တူဓမ္မမိတ်ဆွေတွေအားလုံးတော့လက်ခံပါတယ်ဓမ္မမိတ်ဆွေမဟုတ်ရင်တော့တရားမနာသိရင်တော့လက်မခံဘူးတရားစကားပေါ့နော်ကျမတို့တမထနဲ့ဝိပဿနာတွဲပါလေတမထဆိုတာလည်းပဋိစိတ်တရားထိန်တဲ့တရားစာဆိုတာတမထဝိပဿနာဆိုတာလျောင်းထိန်တဲ့တော့ဣတိယပုနဲ့တရားကျင့်ကြံမယ်ပွားများမယ်အထောက်မယ်အဲ့ဒါကျွန်မတရားကုသိုလ်နဲ့မြောက်ရခြင်းဖြစ်ပါတယ်ကျွန်မသီလရှင်တော့မဟုတ်ဆရာလေးသီလရှင်ရဲ့သမီးလည်းဖြစ်တယ်ဆရာလေးကလည်းအခုသမီးရဲ့အမေပေါ့တပည့်တော်ရဲ့အမေကလည်းပြန်လွန်တော်မူသွားရင်ဆိုတော့ဘယ်လိုပြောမလဲဟိုအမေရဲ့တရားတွေကိုကုသိုလ်မြောက်ပေးတာပါတယ်အမေကတော့ဘာအမွေမှမရှိဘူးတရားအမွေပဲပေးမယ်ဆိုတော့ဒီတရားအမွေကိုကြောင်းယူပြီးတော့မြောက်ပေးခြင်းဖြစ်ပါတယ်ဂျေစုပါဆုံးတဲ့ထိလဲနားထောင်စီခြင်းနဲ့တချို့ကတော့သိချင်တဲ့လူကဆုံးတဲ့ထိနားထောင်မှမသိချင်တဲ့လူကတော့ကြော်သွားပေါ့နော်အဲ့လိုမျိုးပေါ့ဒုက္ခပတ္တသနေဒုက္ခပိယပတ္တသနေပိယဒုက္ခပတ္တသနေဒုက္ခဟွန်တုတပိပိဘာနိနောအဟံဝေဟောမိပြပိစောမိနိကောဟောမိဒုက္ခအတ္တနံပရိဟံတုပါဖြံဒုက္ခပတ္တသနေဒုက္ခပိယပတ္တသနေပိယဒုက္ခပတ္တသနေဒုက္ခဟွန်တုတပိဘာနိနောအဟံဝေဟောမိပြပိစောမိနိကောဟောမိဒုက္ခအတ္တနံပရိဟံတုပါဖြံဟိုတင်တပေါင်းလက်ပြမှာတပည့်တော်လေးမြတ်တာတုတ်ပိယတော်20ပစ္စည်းပဋ္ဌာန်ကျန်တန်ဖို့တိစနံပြည်တော်ပြတက်ဆောင်ကထာကြီးရဖက်ပူဇော်လွှမ်းပေးမယ်ဟိုဒိဋ္ဌံပြပါသည်ရှင်ဗျာစောင့်ရှောက်ပေးပါဗျာစောင့်ရှောက်ပေးပါဗျာဒီပတိဝတ္တန်စေနာတဝိတေနာသမုဒ္ဒကေနစေနာပိဇနံသမောစတိပါဗျာအရဟံပိအန္တဇယံတုကတံမိတံဝိရဇံလိုက်တံတူရဇာနံတိပဥပတမယမကံဒုက္ခတံတရဏံပနမမိစိနံ
ရာဇတော်ဆောတော်မနုဿတော်အမနုဿတော်အကိတော်ဝဥဒကတော်ပိတသတော်ကနုကတော်ကနကတော်နကတတော်ဇနပတတော်ကတော်အတနမတော်အတန်တိတိတော်အတဝိတတော်ဇနဟတိအတမိကကနကုကရဝိစကမိတပါတိပိအစတစ္ဆတုကရမင်းသာရခရခတာတိဟိနနာပြယတော်နနလောကတော်နနဥပတဝတော်အာရခံကနန္တုသောရှပေရစေနမောတတဘောတော်နာတော်သမတမုတတ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 ယသာနုဘဝတော်ယခဏိဝတတန္တိပေဒနာယမိဇိဝနုစံတော်ထိန်တုဝမတန္တိတော်ဒုက္ခတုပတိတောဒောသဘာဝကိစီနပတတိဧဝမတိကုနုပေတံပရိတံတံပနမဟေဂရဏိယမတကုတလေနာယန္တတဏပတံပိတမိစ္ဆတကောစုသတုဝသောသတ္တမုတနာတိမနေတန္တုတကောသတုပရောသအပကိသောသတလောကဝတိတန္တိတိယောသနိပကောသအပကပုပ္ပလေတနာနုကတောနာဇာဂောတမစရိကိစီယေနဝိညုပရိဥပဝတိံတုကိနောဝခေမိနောဟန္တုတပတတဘောနုတုဝိတထယေကိစီပနဗုတတိတတဝထဝရောနောတိရာဒီဂဝယေဝမဟနာမစီမာရတကနုကထုလာဒေထာဝယေဝဒေထာယေဝတုရေတန္တုဝိတေဘုဒ္ဓဝတပဝိတိဝတပတတဘောနုတုဝိတထနာဘရဗရဏိကောပိဌာနာတိမြေတကဒစိနာကေစီပြရောတနာတိကတေညာနေညာမိညာတဒုက္ခမေစေယမဟာရယထနိယဗုဒ္ဓမဣတာဣဂဗုဒ္ဓမနုရကေယံဘိတပဗုတေတုမနတံပောယေအပရိမနံမေတေသတပလောကသမေမနတံပောယေအပရိမနံဩဒံတောသတိသတပတဝေယမတပတံဒိဋ္ဌသရဏိတေနဝတယနောယဝတတဝိတမေတောဣဒံတတေဒိဋ္ဌိယပြမမေတံဝိဟာရမိတမဟောဒေဒင်းသနုပကမတိလဝတတိုင်နတမနောဂာမိတုဝိနယကိတနာဣစတောကပတေယပုဏ္ဏလိတိအလုံးကျမချမ်းသာကြပါစေမြတ်တာတုတ္တနိထိတံဒီလိုကျမချမ်းပြန်နေပါစေဟိတုပစ္စယောအမနာပစ္စယောတိပိပစ္စယောအနန္နာပစ္စယောဓမ္မနန္နာပစ္စယောတောင်းဆောင်ပစ္စယောအညမနာပစ္စယောနေတယပစ္စယောဝနေတယပစ္စယောပုရိသနာပစ္စယောပစ္ဆာသနာပစ္စယောတေဝနာပစ္စယောကာမပစ္စယောဘာကပစ္စယောဟာရပစ္စယောအိန္ဒိယပစ္စယောဇာနာပစ္စယောမေကပစ္စယောတံပြုတာပစ္စယောဝိပယောတာပစ္စယောအတ္တိပစ္စယောနတ္တိပစ္စယောဝိကရပစ္စယောအဝိကရပစ္စယောတိဝိဆောရှာဇနမီရံမြတ်စွာဘုရားရှိစမကံတော်လက်စလည်းဖတ်ပါဩဣတိပိပိကတေနေဇံဒုက္ခနတံတတဘောစင်ကိုထင်ခိကိုမေကောစတုတတိပဒနံတပတအိနောတတတိယောအောင်နမောဗုဒ္ဓမြတ်တနာယာဇပြန်သောပြန်ဥဒကပြန်အခိပြန်စီဟောစေတုတပမင်္ဂလာနေဇံသင်္ကနာပတိသသမုပ္ပနခယဓမ္မဝိယဓမ္မဝိရကဓမ္မနိရောဓဓမ္မခမတိတံဗုဒ္ဓေထဝနိသတွင်သတတေဖြင့်သတရတတနိနမမိတိလသမအပကဝလုကကင်းကနန္နာနုကုတစိနံဒေသနမဇတိုင်စံတရေနနမေမဟာနမကရဏုဘဝိနဟိတောတတေဥပတိအနေကအန္တရာယပိဝိနတန္တုအတိတတော်ဆောင်းလျှောက်ပေးပါစို့တဆောင်ကတာဝိပ္ပဇောဩအထာနာမေနံပိခေနောကတော့ယံပတုပကမေနတထကရံစီဝိတဝရောပေယနှုပကမေနပိခေတထကရံပိနေပံတေဣဒိနသစ္စာဝိစနတထုမေဟောတေနတတဝနာတေဟောဗုဒ္ဓတမဆေယံတပါဖြံတခြားမြတ်တဆောင်ကတာပေါ့နော်ငါခေါ်ယူပ္ပဇောလံပေးပါဦးမယ်ဖြံအားလုံးတက်ပါဖြံဒီဘရမီတာဆွတ်တက်ပါအားလုံးတက်နိဗ္ဗာန်ကိုရည်မှန်းရင်ရုပ်ပ္ပဇောလံပေးပါတယ်ဖြံကဲထိုင်းနိုင်ငံမှာတဲ့လွယ်ပေါင်းစီတွေမှာရှိတဲ့ဦးအောင်စေဘောနော်အလောင်းဖျောက်ဦးအောင်စေရတိုင်နေမှာအပြန်ကျမဆိုင်ကုတုမြတ်မြတ်နောက်ပြီးတော့ပင်းရင်အောင်ပေါ့နော်အနော်ထာမင်းကြီးတိုင်နေမှာလေကုတုမြတ်မြတ်ကြောက်ပေးပါကြောက်ပါရွှေရုံဖျောက်ကြောက်ပေးပါကုတုတူယူကြမှာဖြာမနေရတယ်တရှိလေးမျိုးအောင်မဟာဘောဓိကမ္မထန်ကြောင်းအောင်မင်္ဂလာစီတော်မှာပြီးပဋ္ဌာန်းရွတ်ဖတ်ပြီးကုတုမြတ်ပေးပြီးပါပြီတမီးရရှိဖို့ပဋ္ဌာန်းဆက်များအားလုံးကျမချမ်းသာစေကုတုမြတ်တမီးနဲ့အတူတရားထုတရားမြတ်တွေရပါစေတမီးနဲ့အတူကုတုတူယူကြပါစို့ဗျာကြောက်ပေးပါဗျာတမီးရဲ့ပဋ္ဌာန်းဆက်များအားလုံးကုတုမြတ်ကုတုမြတ်ပါဗျာကြောက်ပေးပါရှမ်းပြည်နယ်ဆောင်းလာဖေးပါကိုရှင်ရှင်မီပလန်တိုင်းနေပါလေဗျာကျမချမ်းသာပါစေကုတုမြတ်ကြောက်ပေးပါဗျာကြောက်ပါတမီးရဲ့အဖေပေါ့နော်အဘဥပိခိုင်မေတော်တန်းနေတော့ဘိုးဘမိဘဆွေမြောင်းဆွေ90နဲ့ကျမချမ်းသာပါစေကုတုမြတ်ဖြာကြောက်ပေးပါဗျာပျောက်သွားလို့ပြန်ပြီးတော့ပင်းရပါတယ်ပျောက်သွားလို့လေနော်အခုတကြမင်းတဆောင်ကဝေဒါတာကုကုတတိုင်တာတာတိကုကုတိတာကုတဘူကုတဘူအပြဝေဒါတာကုကုတတိုင်တာတာတိကုကုတိတာကုတဘူကုတဘူအပြဝေဒါတာကုကုတတိုင်တာတာတိကုကုတိတာကုတဘူကုတဝေဒတာကုကုတတိုင်တာတာတိကုကုတိတာကုတဘူကုတဘူအပြဝေဒတာကုကုတတိုင်တာတာတိကုကုတိတာကုတဘူကုတဆောင်းရှောက်ပေးပါဗျာအားလုံးကုတများလုံးဗျာယတိချင်းခန္တီအရဟံပိယန္တာဆံတုကတမိတဝိရဆန်လာတိတအတုရန်ဆန္နတိပောပတမယမကံတုကတန်တနဗနာမမိစိနဆောင်းရှောက်ပေးပါအားလုံးကုတများဗျာဂျေတီယုစီတော်မှာရှိတဲ့ဂျေတီယုပုပ္ပုကြီးကျမချမ်းသာပါစေဘုတော်ဖျက်မှာရှိတဲ့ဘုတော်ပုပ္ပုကြီးကျမချမ်းသာပါစေကြောက်ပေးပါဗျာဒီစံတော်ရှင်မှာရှိတဲ့အဆောင်ရှောက်များကျမချမ်းသာကုတများကြောက်ပေးပါဗျာယ
ရန်ကုန်ရွှေရုံဖျားမှာရှိရလောကလည်းရခမယ်ကျမချမ်းသာပါစေကုသိုလ်များများဖျားကြောက်ပေးပါဖျားသမီးရဲ့ဆောင်းရှောက်ထမအလုံးပါဝင်တဲ့အပါ30လောက်ရှိပါတယ်50 40 30ဥပုသ်ဆောင်တာပေါ့နော်